အားလုံးပဲမင်္ဂလာပါ SAS ရှာလေးတူတီ channel ကနေအားလုံးတစ်ခါပြန်လဲကြိုဆိုလိုက်ပါတယ်ကဲ22ရက်နေ့လဲကျွန်တော်တို့ထပ်ပြီးတော့နေကုံပတ်တီရောเนาะနေကုံထိုးကွက်ရောတင်းလာမကျော်ထူမွေလေးလုံးကိုနဲ့တင်းလာမကျော်ထူမွေကိုကွက်ရှယ်လေးပဲเนาะ5သီးစားပေါ့เนาะ5သီးစားနဲ့ထွက်သွားတာကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ခုနှစ်ဆိုပြီးတော့22ရက်နေ့မှာပေးရเนาะခုနှစ်ဆိုပြီးပေးတော့နှစ်လေးဆိုပြီးဆင်းတယ်ဒီတင်းလာမကျော်အထူးမွေလေးလုံးကိုမှာကြတော့3948ဆိုပြီးပေးတယ်44ဆိုပြီးဆင်းသွားတယ်ညနေပိုင်းเนาะတင်းလာမကျော်အထူးမွေကိုကွက်မှာကြတော့ကျွန်တော်က4နှစ်နဲ့44ဆိုပြီးတော့မနက်ပိုင်းမှာ4နှစ်ညနေပိုင်းမှာ44ဆိုပြီးတော့ဆင်းသွားတယ်ကျွန်တော်တော်ဆင်းသွားတယ်လို့ပြောရမယ်เนาะ9ခုလောက်ဆင်းသွားတယ်ဆိုတော့တရက်ထဲမှာတယ်ကဲဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့23ရက်နေ့ကို23ရက်နေ့ကဏ္ဍလေးကျွန်တော်ပြောပြမယ်ဒါပေမဲ့23ရက်နေ့ကဏ္ဍမှာပြောခင်မှာ channel လေးကိုဒီနေ့လိုရကြတယ်ဆိုလို့ရှိရင်22ရက်နေ့လိုရကြတယ်ဆိုလို့ရှိရင် channel လေးကို like subscribe လုပ်တော့အောင်မေးပါနဲ့ကဲအဲ့ဆိုကျွန်တော်23ရက်နေ့စာတက်ကြည့်လိုက်ရအောင်နော်ကဲကျွန်တော်23ရက်နေ့စာမတွက်ပြခင်22ရက်နေ့ကကျွန်တော်ထုတ်ပေးလိုက်တဲ့ဟာလေးရင်ပြမယ်နော်ဘာလို့9ဒီထွက်တာမှ၄လုံးထဲကိုဘာလို့9ဒီစားသွားလဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာ9ဆိုပြီးပေးလိုက်တယ်နော်ဒီမှာ9ဆင်းသွားတယ်ဒီမှာ2လေးအကွက်မှာလည်းဒီမှာ2လေးဆိုတာပါပြီးသားเนาะပြီးတော့တင်းလာမကျော်၄လုံးခွေမှာလည်းဒီမှာ၄လေးဆိုပြီးတော့ဆင်းသွားတယ်သူလားပြီးတော့တင်းလာမကျော်အထူးမွေ9ကွက်မှာလည်း4နှစ်နဲ့4လေးကပါပြီးသားဒီမှာ1နဲ့3 4 5ဒီစားထွက်တာမှ4လုံး5ဒီစားနဲ့ဆင်းသွားတာเนาะကဲအဲ့ဆိုရင်ကျွန်တော်တို့23ရက်နေ့စာကျွန်တော်ထုတ်ပေးလိုက်မယ်เนาะ23ရက်နေ့23ရက်နေ့ကိုလည်းကျွန်တော်ကနှစ်ခုဆိုပြီးထပ်ထုတ်ပေးလိုက်မယ်နှစ်ခုဆိုပြီးထပ်ထုတ်ပေးလိုက်မယ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာမဟုတ်ပါဘူးဒီဗီဒီယိုရဲ့နောက်ဆုံးမှာတော့မဟုတ်ဘူးဒီထဲမှာပဲတစ်ခါတည်းကျွန်တော်ကြိုက်တဲ့3ခွက်ချပေးလိုက်မယ်တစ်ခါရယ်เนาะကဲအဲ့ဆိုရင်ကျွန်တော်နှစ်နဲ့ပတ်သက်ပြီးတော့ကနှစ်6နှစ်8နှစ်1နှစ်3နှစ်9နှစ်5နှစ်9ဆိုပြီးကျွန်တော်ထုတ်ပေးရတယ်ခုနှစ်ခွက်เนาะနှစ်နဲ့ပတ်သက်ပြီးတော့ကဲခုနဲ့ပတ်သက်ပြီးတော့ကခွန်6ခွန်4ခွန်3ခွန်5ခွန်9ခွန်10ခွန်4ဆိုပြီးကျွန်တော်ထုတ်ပေးရတယ်เนาะခွန်နဲ့ပတ်သက်ပြီးတော့ခုနှစ်ကွာဒါကိုအားဆော့ပေးရမှာเนาะကဲအဲ့ဒါဆိုရင်ကျွန်တော်တင်းလာမကျော်ဇာတို့ပတ်တီမှာကကျွန်တော်ရှစ်ပတ်တီပေးတာเนาะရှစ်ပတ်တီလေးတစ်ခါထည့်ရေးပေးလိုက်မယ်เนาะရှစ်ပတ်တီကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်အကြိုက်ဆုံး3ကွက်ကိုကျွန်တော်ထုတ်ပေးလိုက်မယ်အကြိုက်ဆုံး3ကွက်ကြိုက်ဆုံး3ကွက်ဒီမှာရေးပေးလိုက်မယ်နော်ကြိုက်ဆုံး3ကွက်ရှိပါတယ်နှစ်ကိုခွန်ကိုခွန်လေးနော်အဲ့ဒါကျွန်တော်အကြိုက်ဆုံး3ကွက်ပါဆော့ပေးပါကျွန်တော်အကြိုက်ဆုံး3ကွက်ရတာအားလုံးပဲကျင်းနေကြလိမ့်မယ်လို့မျှော်လင့်ပါတယ် channel လေးကိုလည်း like and subscribe လုပ်တော့မမေ့ပါနဲ့အားလုံးပဲတတာပါ